မင်္ဂလာပါတကူဆွိုင်း channel ကနေပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့တပုံမှာ limitless စာအုပ်ကနေပြောပြထားတဲ့ story လုံနီလေးချက်ကိုပြောခဲ့ပါတယ်မကြည့်ရသေးရင်အောက်ကလင့်မှာသွားကြည့်လို့ရပါတယ်အခုကတော့ကျန်တဲ့၄ချက်ကိုဆက်ပြီး sharing လုပ်ချင်ပါတယ်ဒီနံပါတ်5ကစာအရန်မိတဲ့လူတွေအတွက်စာတွေကိုအကြာကြီးမှတ်မိချင်တဲ့လူတွေအတွက်ပါ one subject one night လုပ်တဲ့ညီကိုတွေနီးမှတ်ကပ်ပြီးစာလုပ်တဲ့လူတွေဆိုရင်သိမှာပါသူတို့မှတ်ထားတဲ့စာတွေကခေါင်းထဲမှာခဏပဲခံပါတယ်တပွဲတို့စာလုပ်တယ်ပေါ့ဗျာဒီလိုမျိုးစာလုပ်တာမျိုးကပညာရေးတစ်ခုခုကိုလေ့လာဖို့အတွက်တော့လုံးဝမသင့်တော်ပါဘူးကျွန်တော်တို့ကအကြောင်းအရာအသစ်တစ်ခုကိုမှတ်တဲ့အခါမှာစာမှတ်ချင်းမှာတော့အကုန်လုံးမှတ်မိနေပေမဲ့အဲ့ဒီစာကိုပြန်မထိတွေ့ဘူးပြန်မနှွေးဘူးဆိုရင်တော့နောက်တစ်ရက်လောက်ကြာရင်ကိုပဲတစ်ဝက်လောက်ကမိသွားတာပါတစ်ပတ်လောက်ကြာရင်တော့ပြောမနေနဲ့တော့အကုန်ကိုမိတော့တာပဲဒါကြောင့်စာကိုတစ်ခါလေးလွတ်ယုံနေတော့လုံးဝမှတ်မိချင်လို့မရပါဘူးဒီစာအုပ်ထဲမှာစာရေးဆရာအကြံပေးရတာကတော့စာတစ်ပုဒ်ကိုလေ့လာတဲ့အခါမှာမိနစ်တစ်ခါစာပြန်နှွေးပါညဘက်မှာလည်းထပ်နှွေးပါအဲ့လိုမျိုးမိနစ်တစ်ခါညတစ်ခါစာနှွေးတာမျိုးကိုအနည်းဆုံး၄ရက်လောက်စက်တိုက်လုပ်ပေးပါလို့ပြောထားပါတယ်ပြောချင်တာကတော့စာ၈ခေါက်တော့အနည်းဆုံးပြန်နှွေးပါလို့ပြောတာပါပြီးတော့စာပြန်နှွေးတဲ့အခါတိုင်းမှာလည်းပုံမှန်အတိုင်းပဲစာကိုတမကရှန်ကဖတ်ယုံပဲပြန်မနှွေးပါနဲ့အရင်ဗီဒီယိုက active record မှာပြောခဲ့သလိုမျိုးကြိုတင်ပြင်ဆင်ထားတဲ့မေးခွန်းလေးတွေကိုအလွတ်ဖြေကြည့်ပါပြီးမှအဖြေပြန်တိုက်တာမျိုးလုပ်ပါအဲ့လိုမျိုးစာပြန်နှွေးတာကပိုထိရောက်တယ်လို့ဆိုရပါတယ်နံပါတ်6ဆရာစာသင်နေချိန်မှာစကားများဖူးကြလားဖုန်းကြည့်တာမျိုးလုပ်ဖူးကြလားတကယ်ချင်းတယောက်ကိုလှမ်းစနေတာမျိုးလုပ်ဖူးလားတချို့ကလည်းရှိသေးတယ်စာသင်ချိန်မှာတော့စကားမများဘဲနဲ့ငြိမ်နေတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့ကဘာပတ်နေတာမျိုးသူတို့ရဲ့အချစ်ကလေးအကြောင်းတွေတွေးမိတာမျိုးလည်းရှိနေပြန်ရောအဲ့လိုလူတွေကအိမ်ပြန်ရောက်လို့စာပြန်ကြည့်တဲ့အခါမှာဘယ်လိုနေမယ်ထင်လဲဒါကြောင့် view site နားထောင်တက်ခြင်းကအင်မတန်မှအရေးကြီးပါတယ်ကျောင်းသားဘဝမှာရောအလုပ်သေးထိပါအရန်ကိုအရေးကြီးတာပါစာရေးဆရာအကြံပေးထားတာကတော့နံပါတ်1အနောက်ရှက်ဖြစ်စေမဲ့အရာအလုံးကိုပြည့်တက်လိုက်ပါဥပမာပြောရရင်ဖုန်းကို silent လုပ်လိုက်တာမျိုးစာသင်နေချိန်တငယ်ချင်းတွေနဲ့စကားမပြောတော့တာမျိုးနံပါတ်2မိကိုမေးပါဆရာတွေတစ်ခါတင်လိုက်တာနဲ့နားလည်နိုင်တယ်ဆိုရင်တော့အရန်ကောင်းတာပေါ့ဒါပေမဲ့တစ်ခါတလေခက်တဲ့တင်ချတွေတင်ရတဲ့အခါမျိုးမှာတစ်ခါတည်းနဲ့နားမလည်လိုက်တာမျိုးလည်းရှိတတ်ပါတယ်ဒါကြောင့်မရှင်းလိုက်တာမျိုးမကြားလိုက်တာမျိုးဆိုရင်မရှက်ပါနဲ့မိကိုမေးပါတီချာနားထောင်နေပါရဲ့နဲ့နားမလည်လိုက်လို့မိကိုမေးတာကရှက်စရာမဟုတ်ပါဘူးနံပါတ်9ကနှုတ်ရေးခြင်းဖြစ်ပါတယ်စာအုပ်ထဲမှာတော့အများကြီးပြောပေမဲ့ကျွန်တော်က3ချက်ပဲချုပ်ပြီးတော့ပြောပါမယ်နံပါတ်1နှုတ်ကိုနည်းနည်းပဲမှတ်ပါဆရာပြောတာကိုများများနားထောင်ပါဆရာပြောတဲ့အကြောင်းအရာတွေအားလုံးကိုလိုက်ရေးနေဖို့မလိုပါဘူးလိုက်ရေးလို့လည်းမမီပါဘူးဒါကြောင့်အရေးကြီးတဲ့အချက်တွေကိုပဲလိုက်ရေးပါနောက်တစ်ခုကအရန်လိုက်ရေးနေမိရင်တေချာနားမထောင်နိုင်တော့ပါဘူးလိုက်တွေးဖို့လည်းအချိန်မရှိတော့ပါဘူးဒါကြောင့်နောက်တစ်ခေါက်ထပ်ပြောမယ်နှုတ်ကိုနည်းနည်းပဲမှတ်ပါအဓိကအကြောင်းအရာတွေပဲမှတ်ပါဆရာပြောတာကိုပဲများများနားထောင်ပါနံပါတ်2ချက်ကတော့ဖုန်းတို့ laptop တို့မှာ keyboard နဲ့စာရိုက်ပြီးနှုတ်မှတ်တာထက်စာရင်လက်ရေးနဲ့ရေးဖို့ပဲအကြံပေးထားပါတယ်သူတေသနာပြုချက်တွေအရတော့လက်နဲ့ချရေးတဲ့လူတွေကပိုပြီးအမှတ်ကောင်းလေးရှိပါတယ်လို့ဆိုရပါတယ်နံပါတ်3ရေးထားတဲ့ note တွေကိုသင်ခန်းစာပြီးတဲ့အချိန်ဆရာစာသင်ပြီးတဲ့အချိန်မှာချက်ချင်း review ပြန်လုပ်ပါပုံမှန်ဆိုရင်ကျွန်တော်တို့က note တွေလိုက်ရေးပေမဲ့သိပြီးတော့ပြန်မဖတ်တတ်ကြပါဘူးဒါကြောင့်နံပါတ်3ချက်အနေနဲ့ကဆရာစာသင်ပြီးတဲ့အချိန်မှာချက်ချင်းပဲတစ်ခေါက်တော့ဖတ်ပြအောင်ပြန်ဖတ်ပါဒီလိုမျိုးပြန်ဖတ်တာကတင်မဲ့စုတွေကနေတင်တကယ်လို့တိတ်နားမလဲတာပါလာခဲ့ရင်ဆရာကိုချက်ချင်းပြန်မေးလို့ရပါတယ်နံပါတ်8ဒီစာအုပ်ထဲမှာအကြံပေးထားတဲ့ story tips တွေထဲမှာဒီတစ်ချက်ကတော့နည်းနည်းထူးဆန်းနေဗျအနက်အာယုံကိုစာလုပ်တဲ့အခါမှာသုံးချခိုင်းတာပါ Penn State စီပညာ College သုတေသနပညာရှင် Jordan Kane Lewis ကဒီလိုပြောပါတယ်ကျွန်တော်တို့ရဲ့နှာခေါင်းထဲမှာရှိတဲ့ olfactory bulb ဆိုတဲ့အင်္ဂါအစိတ်ပိုင်းလေးရှိပါတယ်ဒီအစိတ်ပိုင်းလေးကမှတ်ဉာဏ်တွေနဲ့စိတ်ခံစားမှုတွေကိုအဓိကလှုပ်ဆောင်ပေးတဲ့အစိတ်ပိုင်းနဲ့ချိတ်နေတာပါအမြင်တွေအကြားတွေထိတွေ့တွေထက်စာရင်အနက်အာယုံကနှာခေါင်းထဲမှာရှိနေတဲ့ olfactory bulb နဲ့တိုက်ရိုက်ထိစပ်နေတာပါဒါကြောင့်စာလုပ်တဲ့အခါမှာသူကအနက်အာယုံကိုမမေ့သင့်ဘူးလို့ပြောထားပါတယ်ငကိုယ်ကလေးကကျွန်တော်တို့ကစာလုပ်ရပြင်းပါတယ်ဆိုမှအနက်အသက်ကမကောင်းဘူးဆိုရင်စာလုပ်ချင်တဲ့စိတ်ကလေးကဘယ်ကနေထွက်သွားမှန်းတော့သိတော့မှာမဟုတ်ပါဘူးဟုတ်တယ်ဗလားဒါကြောင့်စာရေးဆရာထည့်ပြောရတာက rosemary အနံ့ကမှတ်ဉာဏ်ကိုပိုကောင်းစေပြီးတော့မှ peppermint တို့ lemon အနံ့တွေက
စိတ်ကိုလန်းဆန်းစေပါတယ်ဒါပေမဲ့သင်ကဒီလိုအနှံ့တွေကိုစာကြည့်စပွဲမှာမသုံးဖြစ်ရင်တောင်မှသင်စာကြည့်ရဲ့နေရာကိုတတန်ရှင်းရှင်းတရက်လေးထားပြီးတော့လေဝင်လေထွက်ကောင်းအောင်တော့လုပ်နိုင်ပါတယ်ကဲရှစ်ချက်လုံးလည်းပြောပြီးသွားပြီဒီရဲ့နေတခုခုတော့ရသွားမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီလိုမျိုးတည်သွားတာကကျွန်တော်တို့ရဲ့စာလေ့လာတဲ့ပုံမှာတော့အများကြီးကြိုးသက်ရောက်မှုမရှိပါဘူးကျွန်တော်တို့လက်တွေ့သုံးကြည့်မှာပဲကျွန်တော်တို့ရဲ့တင့်တော်လားမတင့်တော်လားသိမှာပါဒီနေ့ကတော့ဒီလောက်ပါပဲ God bless you bye